ည7 နာရီလောက်ထိဟိုဒီဆင်းလိုက်တော့မင်းတို့အိမ်ရရေတိုင်ကြီးကပေါက်ထွက်သွားလို့တဲ့စုရဲ့အမစကြိုးရည်လည်းတက်ပြီးတော့ရေလုံးတွေကလည်းပြားနေပြီဒါပေမဲ့အလုပ်တွေကပုံနေရောဒီညရုံးမှာပဲအိမ်ရအောင်မယ်ထင်ပါတယ်တကယ်လို့ OT ဆင်းလို့ရှိရင်လည်းဒီ report ကြီးကပြီးမယ်မထင်ပါဘူးမမေရလေဟိုစုလည်းအတူတူပါပဲဟိုလေဂျာကြီးပေးထားတဲ့ project တောင်လေဒီတစ်ပတ်လုံးလေလောက်ကတာလေအိမ်တော့မပြန်ဖြစ်ဘူးလေအိမ်ပြန်ဖြစ်တော့လေအိမ်ပြန်မှုလမ်းအောင်မေ့နေပါပြီအမရဲ့အိမ်ပြန်မှုလမ်းအောင်မေ့နေပါပြီအမရဲ့နေ့လည်ရလေလေအလုပ်ကိုအာရုံစိုက်ပြီးလုပ်နေရတယ်လေနေ့လည်စားတော့မစားဖြစ်ပါဘူးအမရဲ့ကြည့်ရတာဒီတစ်ပတ်လေ OT ထပ်ဆင်းရအောင်မယ်ထင်ပါတယ်စုရဲ့ဒါပေမဲ့လေမမေကိုပြင်ပန်းနေဆိုတာအရင်မကြည့်ပါဘူးအတီးကဒီကုမ္ပဏီရဲ့ရှေ့ရေးလုံးဝတိုးတက်အောင်မြင်မှုပဲလေနော်ဒီ report ကြီးတောင်မပြီးဘူးဆိုလို့ရှိရင်ကုမ္ပဏီဘယ်တော့ထိခိုက်နေတာမလဲဆိုတော့တွေးပြီးတော့မမေရောရင်လေးနေရစုရဲ့မမေရင်လေးနေရစုရဲ့ဒါမှမမေရဲ့စုလည်းအတူတူပါပဲအခုတော့မှလေအလုပ်တွေလုပ်နေတဲ့မျက်စိဆိုတော့လေညောင်ကန်းနေရပဲတိလားလူကလေအားနေပြီးသွေးပေါင်ကြကြလို့လေလဲပြကြကြလို့အဲ့လိုလေးဖြစ်နေတာဒါပေမဲ့လေစိတ်ကိုတင်းပြီးတော့လေငါအားတင်းထားရမယ်ဆိုတဲ့စိတ်နဲ့ပြီးတော့လေကုမ္ပဏီတို့ငါရဲ့လုပ်အားလိုအပ်နေသေးတယ်ဆိုတဲ့စိတ်နဲ့လေအားတင်းပြီးအလုပ်ကိုအားစိတ်လုပ်နေရတာအမရဲ့မမေလည်းသိရတဲ့အတိုင်းပဲညီမတို့တွေကကုမ္ပဏီရဲ့ထောက်တိုင်နေပဲလीနော်ကုမ္ပဏီရဲ့ထောက်တိုင်နေပဲလीနော်ဟုတ်ပါစုရဲ့ဒီကုမ္ပဏီဒါရှေ့ဆက်နိုင်မယ်ဆိုလို့ရှိရင်လေမမေကိုမအိတ်ပဲအလုပ်လုပ်ရလဲကျင်းနေပါရဲ့စုရဲ့အတီးကဒီကုမ္ပဏီရှေ့ရင်တိုးတက်အောင်မြင်ဖို့ပဲလေဟုတ်မင်းတို့နှစ်ယောက်ရဲ့ကုမ္ပဏီပေါ်ထားတဲ့စိတ်ဓာတ်ကတော့တကယ်ကိုအတူတူစီရမယ်ကုမ္ပဏီအတွက်ဒီလိုဝန်ထမ်းကောင်းတွေရှိနေတာတကယ်ယက်နာပဲဟိုဒါပေါ့ဂျာကြီးရဲ့ဟိုကုမ္ပဏီအတွက်ဆိုလို့ရှိရင်လေညီမတို့တွေကအမြဲတမ်းအဆင်သင့်ပဲဟုတ်တယ်ဂျာကြီးရဲ့အေးအဲ့ဒါဆိုဝမ်းတာလိုက်တော့ငါအခုတင် driver ကနေပြီးတော့အရေးကြီးတဲ့ project တစ်ခုချပြီးတယ်ဒါမင်းတို့နှစ်ယောက်ကလည်းကုမ္ပဏီအတွက်အိမ်ပြတ်ခံပြီးလုံးနိုင်တယ်ဆိုတော့ဒီည7 နာရီလောက်ထိဟိုဒီဆင်းလိုက်တော့ည7 နာရီလောက်ထိဟိုဒီဆင်းလိုက်တော့နော်ငါ့တို့ချင်းရုံးကနေမှရှိတယ်နော်ဦးလေးအော်ဂျာရဲ့ဘိုင်အောင်လိုက်တာဦးလေးအော်နေလေရလေနေလေရဟိုအလုပ်ကိုအာရုံစိုက်ပြီးလုပ်နေရောလေတမင်းမစားပြလို့တင်ပါတယ်အဆိုင်ကအောင့်လာတယ်တင်တယ်ကြည့်ရစိတ်ကပေါ်ရမရမယ်တင်တယ်ဘိုက်ကလေအရင်အောင့်နေတာအောင်လေးဂျာကြီးဒီနေ့တော့ပြန်လိုက်တော့မယ်နော်ဘိုက်ရဲအောင့်နေလို့လေဟောလေမမေရတော့လေ तू ကလေတညာလုံးမအိမ်ထဲနေလေလေ तू ကအလုပ်လုပ်နေတာဆိုတော့ဂျာကြီးကိုဆက်ပြီးကိုဝေးလိုက်နော်ဟောဆူတော့ပေါင်းမရတော့မယ်ဘိုက်ကလေတော်တော်အောင့်နေတာအောင်လေးအောင့်ကြအောင်လေးနေအောင်စုဂျာကြီးအခုပဲဘေးအိမ်ကအနီးကဖုန်းဆက်လာတာအဲ့လေမင်းတို့အိမ်ကရေတိုင်ကြီးကပေါက်ထွက်သွားလို့တဲ့ရေတွေအကုန်လုံးအိမ်ထဲဝင်ကုန်တာအမေအခုပြန်သွားရမှာအဲ့တော့ဂျာကြီးပဲဒီနေ့ကုမ္ပဏီတော့နည်းနည်းအားထည့်ပြီးတော့လေကုမ္ပဏီတော့စူးစမ်းထားလိုက်နော်မင်းတို့တောင်းရမယ်နော်တောင်းပြီနော်ဂျာကြီးဟောဗျာစောစောကတော့ကုမ္ပဏီအတွက်အတက်တောင်ပေးဝင်တယ်လေဘာလေးနဲ့တကယ်တမ်း OD ဆင်းကတော့ရေတိုင်ကြီးပေါက်တဲ့လူကပေါက်အစာကြီးအောင်းတဲ့လူကအောင်းနေတခါတည်းကွက်ချပြီးတန်းနေတာကင်မီတောင်ပေးရမယ်ဒီကလေးမရယ်ကင်မီတောင်ပေးရမယ်ဒီကလေးမရယ်